မျောလင့်ထားသလိုဖြစ်မလာတဲ့အခါကိုပေးဆက်တိုင်းပြန်ရလိမ့်မယ်လို့ပုံသေးမတွက်လိုက်ပါနဲ့ပေးဆက်မှုတွေမှာမျောလင့်ချက်တွေမပါအောင်ပေးဆက်ပါမေတ္တာပေးရင်မေတ္တာရတယ်ဆိုတာလောကနိယာမပါတကယ်တော့မေတ္တာပေးပြီးအမုန်းတွေသာပြန်ရကြတဲ့သူတွေလည်းအများကြီးပါဘယ်အရာကိုမှပုံသေးတွက်ထားလို့မရပါဘူးရာသီအလီလီပြောင်းလဲနေသလိုတချို့သောလူသားတွေရဲ့စိတ်တွေကလည်းရှိရင်တစ်မျိုးမရှိရင်တစ်မျိုးအမျိုးမျိုးပြောင်းလဲနေတတ်ကြတယ်ကိုယ့်ဘေးကိုရောက်လာတာခင်လို့တန်ရောစင်ရှိလို့ရောက်လာတဲ့သူရှိသလိုအသုံးချဖို့ကက်လာတဲ့သူတွေကလည်းရှိလာတယ်ဒါကြောင့်ကိုယ့်ဘေးနာရောက်လာတိုင်းကိုယ့်လူလို့ပုံသေးမတွက်လိုက်ပါနဲ့လောကမှာပြောနေကြတဲ့စကားလေးလိုပါပဲလူရင်းထိုးတဲ့သားကပိုနဲ့တယ်ဆိုတာကိုသတိရလိုက်ပါလူလောကမှာကတော့လူအမျိုးမျိုးစိတ်အထွေထွေလူပေါင်းစုံရှိနေတော့လူတိုင်းကိုကိုယ့်လိုထင်ပြီးယုံကြည်ပြီးတော့ကိုယ့်ဘဝရဲ့အကြောင်းတွေကိုရင်ဖွင့်မပြလိုက်ပါနဲ့နော်နောက်တစ်ချိန်မှာကိုယ့်အကြောင်းကိုယုံကြည်ရပါတယ်ဆိုတဲ့သူတွေကပဲကိုယ့်နောက်ွယ်မှာအတင်းတုံနေတတ်တယ်ကိုဘလို့ပဲပေးဆက်နေပါစေကိုယ့်ရဲ့ပေးဆက်ခြင်းတွေကိုတန်ဖိုးမထားတဲ့သူနဲ့တွေ့ရင်ကိုပေးဆက်တိုင်းပြန်မရနိုင်ပါဘူးဒါကြောင့်တစ်ခုပေးရင်တစ်ခုပြန်ပေးတဲ့သူနဲ့ပဲစုံစုံအကျိုးလိုလို့ပေါင်းတဲ့သူနဲ့ပဲကြုံကိုတက်နိုင်သလောက်ပေးလိုက်ကမ်းလိုက်ပါမေတ္တာနဲ့ပေါင်းတဲ့သူကိုမေတ္တာတွေပေးလိုက်ပါပေးဆက်ခြင်းတွေမှာမျောလင့်ချက်တွေတော့မပါပါစေနဲ့နော်မျောလင့်ထားသလိုဖြစ်မလာခဲ့ရင်ပင်ပန်းမှုတွေခံစားရတတ်လို့ပါအရှင်စဝဏရွှေကုန်းမြီ